ဖြစ်တယ်လို့နေထိုင်ရာကနေစီကံတကြပြုပြင်နေထိုင်တယ်လို့ English လို့ပြောချင်တော့ to get your act together အောင်မြင်ဖို့အတွက်ဇွဲရှိရမယ်လို့ English လို့ပြောချင်ရင် good things come to those who wait ပထမအစီအစဉ်ကအလုံးမဖြစ်လို့အစကနေအစီအစဉ်ပြန်ဆွဲတယ်သို့မဟုတ်အစကနေပြန်လုပ်တယ်လို့ English လို့ပြောချင်ရင် to go back to the drawing board မင်္ဂလာပါကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအသုံးဝင်တဲ့အင်္ဂလိပ်စကားအချို့ကိုဒီနေ့ဥပမာလေးနဲ့ထပ်ပြီးမျှဝေပေးပါမယ်ကျွန်တော်ဥပမာလေးထည့်ပြီးတော့ပြောပေးရဲဆိုတာကမိတ်ဆွေတို့ကိုတကယ်လက်တွေ့သုံးသပ်စေချင်လို့ပါဒီနေ့ပထမဆုံးမျှဝေခြင်းတဲ့စကားကတော့ဖြစ်တယ်လို့နေထိုင်ရာကနေစီကံတကြပြုပြင်ပြောင်းလဲနေထိုင်တယ်ဆိုတဲ့စကားကို English လို့ပြောတတ်အောင်မျှဝေပေးပါမယ်ဒီစကားကိုတော့ to get your act together ဖြစ်တယ်လို့နေထိုင်ရာကနေပြုပြင်ပြောင်းလဲနေထိုင်သည်ပေါ့ဥပမာကြည့်ကြည့်အောင် My desk is a complete mess I need to get my act together ဟာငါစပွဲရလဲအမိုက်ပုံကြီးလို့ဖြစ်နေပြီစီးနဲ့ကန်းနဲ့ပြန်နေမှဖြစ်တော့မယ်နောက်တစ်ခေါက်ပြန်ပြောပြပါမယ် My desk is a complete mess I need to get my act together နောက်တစ်ဥပမာလေးတစ်ခုပါ You need to get your act together and start studying for your exams စီးနဲ့ကန်းနဲ့ပြန်နေပြီးစာမေးပွဲအတွက်အင်စာလုပ်သင့်ပြီပြန်ပြောပြမယ်You need to get your act together and start studying for your exams. နောက်ထပ်ဥမာလွယ်လွယ်လေးတစ်ခုထပ်ပြောပါအောင်မယ်။မျက်စိနဲ့ကန်းနဲ့ပြန်နေကြည့်ပါလား။ဒီလိုလေးပြောချင်မယ်ပေါ့နော်။ဒီလိုပြောချင်တော့ Why don't you get your act together? Why don't you get your act together? နောက်ထပ်မျှဝေချင်တဲ့စကားကတော့အောင်မြင်ဖို့အတွက်ဇွဲရှိရတယ်။သို့မဟုတ်ဇွဲရှိတဲ့သူတွေသာအောင်မြင်တာလို့ English လို့ပြောချင်ကြမယ်ထင်ပါတယ်။ဒီစကားကိုတော့ good things come to those who wait ဒီလိုလေးပြောနိုင်ပါတယ်ဥပမာအနေနဲ့ဆိုရင်တော့ stop rushing me good things come to those who wait ငါ့ကိုဖုတ်ပူမိတိုက်ကြီးလာမလုံးနဲ့သို့မဟုတ်ငါ့ကိုဇွတ်ဖိအားမပေးနဲ့အောင်မြင်ဖို့အတွက်ဆိုရင်ဇွဲရှိရတယ်စိတ်ရှိရတယ်ပြောပြပါမယ် stop rushing me good things come to those who wait နောက်ထပ်စကားလေးတစ်ခုကလည်းကျွန်တော်တို့အများစုပြောချင်ကြတဲ့စကားလေးဖြစ်ပါတယ်အများစုလည်းအလုပ်မှာအထူးသဖြင့်သို့မဟုတ်ကျောင်းမှာ project တစ်ခုခုကိုစ조사လုပ်ကိုင်နေတဲ့သူတွေဆိုရင်ဒါမျိုးတွေကြုံရတတ်တယ်ပေါ့ပထမအစီအစဉ်ကအလုံးမဖြစ်လို့အစကနေပြန်ပြီးအစီအစဉ်ဆွဲရတယ်သို့မဟုတ်အစကနေပြန်လုပ်တယ်လို့ English လို့ပြောချင်မယ်ထင်ပါတယ်ဒါကိုတော့ to go back to the drawing board ဒီလိုအသုံးအနှုန်းလေးရှိပါတယ်Our first marketing strategy failed. We need to go back to the drawing board. ငါတို့ရဲ့ပထမဆုံးဈေးကွက်တွန်းထိုးဖောက်တဲ့နီလန်းကအလုံးမဖြစ်ဘူးဆိုတော့ငါတို့အစအပြန်စားရမယ်သို့မဟုတ်ရင်လည်းငါတို့အစအနေအစီအစဉ်တွေပြန်ဆွဲရမယ်ပြန်ပြောပြပါမယ် Our first marketing strategy failed. We need to go back to the drawing board. နောက်ထပ်ဥပမာလေးကတော့စဖို့မှုတွေသို့မဟုတ်အင်ရှင်မတွေသို့မဟုတ်အချက်ပြုတ်ဝါနာပါတဲ့သူတွေကြုံရတဲ့စကားပါ The recipe didn't taste right so I'm going back to the drawing board with it ချက်နည်းအတိုင်းချက်ကြည့်တာအရသာကမှန်မနေဘူးဆိုတော့ငါအစအနေပြန်ချက်မယ်တခုခုများမှားသွားသလားပေါ့နော်မီးအချိန်များမှားသွားသလားသို့မဟုတ်ဟင်းခက်အမွှေးကြိမ်ထဲတာပဲအစင်တိုင်းမဖြစ်တာလားပြန်ပြီးတော့ချက်ကြည့်မယ်ပေါ့နောက်တစ်ခေါက်ပြန်ပြောပြပါမယ် The recipe didn't taste right so I'm going back to the drawing board with it ဟုတ်ကဲ့ပါဒီနေ့မျှဝေပေးခဲ့တဲ့အသုံးအနှုန်းလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်လက်တွေ့လည်းသုံးသိချင်တာမလို့ကျွန်တော်ကဥမာလေးတွေထည့်ပြောပေးတာပါဒါကြောင့်မလို့လက်တွေ့သုံးကြည့်ပါကိုယ်ပိုင်ဝါကြလေးတွေလည်းဖွဲ့ပြီးတော့ပြောကြည့်သုံးကြည့်စေချင်ပါတယ်နောက်ထပ်သင်ခန်းစာလေးတွေနဲ့ထပ်တွေ့ကြသေးတာပေါ့ I'll see you next time thank you so much for watching